ဒီအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြပြလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြပြရင်မင်းမှုတန်းကိုချင်းတရားပြပြတယ်မင်းမှုတန်းကိုချင်းတရားပြပြရင်ဘယ်သူတွေကိုချင်းတရားပြပြတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြပြလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြပြပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြပြတယ်တိုင်းပြည်တစ်ပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကျတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနိလန်းကြကိုချင်းတရားမဖောက်ဖြစ်ပဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနိလန်းမကြတော့ဘူးဖောက်ဖြစ်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြပြလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြပြရင်မင်းမှုတန်းကိုချင်းတရားပြပြတယ်မင်းမှုတန်းကိုချင်းတရားပြပြရင်ဘယ်သူတွေကိုချင်းတရားပြပြတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြပြလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြပြပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြပြတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတအုပ်သွားတဲ့အခါမှာတဲ့ရှေ့ဆောင်နွားလားကဖြောင်းဖြောင်းသွားလို့ရှိရင်နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒီမှာတပ္ပံရထံဒုက္ခံသေတိရာဇာစေဟောတိအဋ္ဌမိကောတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုဟောတာဒါမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာအဋ္ဌမိကတုကဲကောင်းပြီကိုချင်းတရားပြပြတာနဲ့ဘယ်လိုဒုက္ခတွေရောက်တယ်လဲစဉ်းစားဘယ်လိုဒုက္ခလဲလူနဲ့သဘာဝပတ်ဝန်းကျင်ဆိုတာဆက်ဆက်နေတယ်ဆိုတော့ပြောလူနဲ့သဘာဝပတ်ဝန်းကျင်ဆက်ဆက်အခုလို့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကတရားမဲ့ဒီဖြစ်နေတယ်မတရားအုပ်ဆိုးတယ်ဆိုရင်မင်းမှုရန်တွေကမတရားအုပ်ဆိုးတယ်သူတို့နဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကကိုချင်းတရားပြပြလာတယ်နောက်ဆုံးတိုင်းသူပြည်သားအလုံးကိုချင်းတရားပြပြလာတယ်တဲ့အဲ့ဒီလိုပြပြလာလို့ရှိရင်ဒီတင်ရက်သလားဆိုမရက်ဘူးဒါကလူတွေဒီလိုဖြစ်တဲ့အချိန်မှာဘာတွေကဆက်နွယ်ပြီးတော့လာတော့ဆိုမြတ်စွာဘုရားကဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိဒါသိပ္ပံဆရာတွေတွေ့ချင်မှတွေ့မှာမြတ်စွာဘုရားဟောထားတာဒီတိုင်းပဲเนาะလူကြီးကိုချင်းတရားပြပြပြီဆိုလို့ရှိရင်တဲ့ဝိတမံစန္ဒိမသူရိယပရိဝတ္တန္တိလာရီနေရီဒီစัจ java လာတစ်ခုမှလှက်ပတ်ပြီးတော့နေတဲ့အနေအထားတွေကပြောင်းလဲလာတယ်လမ်းကြောင်းတွေလွဲလာတယ်လို့ဆိုတာခုလည်းပြောကြတာပဲလေဂျိုကြီးကဘယ်ရောက်သွားတယ်ဒီရောက်တယ်ဆိုတာဒါလည်းဖြစ်နိုင်တယ်နော်လမ်းကြောင်းတွေလွဲလာတယ်ဆိုတာလူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လာတွေနေတွေဟာသွားနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လာတွေနေတွေလမ်းကြောင်းတိမ့်တော့ဘာဖြစ်လဲလို့ဆိုရင်နက္ခတ်တီတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာလာတွေနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာနက္ခတ်တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ်နက္ခတ်တာယာတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တော့ဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူး
ဒါဖြင့်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တဘာဝကြီးဟာလွဲချော်ကုန်အခုခေတ်မှာတော့အိုဆုံးလွာပါလို့ဘာဖြစ်လို့ဒီပြင်အကြောင်းတွေသာရှောက်ပြောတာတကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြနော်လူတွေဖြည့်ဆည်းလို့တဘာဝပတ်ဝန်းကျင်ပျက်စီးလာဖြည့်ဆည်းတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမှန်တမ်းထင်ရှားတာပေါ့နော်အဲ့တော့လားတွေဒီရက်လတွေခြေနေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တုံးဆိုဇာတိဥဒုတို့နှစ်တို့ဆိုတဲ့အနေထားတွေလည်းပြောင်းလဲကုန်တယ်တဲ့အဲ့ဒါလို့ပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလမ်းကြောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့သတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားပြီအခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့ဒါလို့လေတိုက်တာတွေကလမ်းကြောင်းမမှန်တော့ဘာဖြစ်လဲဆိုကောင်းကင်မှာနေကြတဲ့နတ်တွေကလည်းပဲသူတို့ကောင်းကင်မှာသူတို့ဗိမာန်တွေရှိတယ်အဲ့ဒါလေလမ်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖျက်ဆီးလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်ဘူးသူတို့သိနိုင်တာဘာလို့ဆိုတောတွေတောင်တွေခုတ်လို့ဘာလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော်မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုခုကထောက်ပြတယ်တာမန်ပုဂ္ဂိုလ်တွေမမြင်ရအဲ့တော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုဆိုက်လာတယ်တဲ့အဲ့တော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးတယ်ရှိတယ်မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့စိုက်ပျိုးတဲ့စားစရာသီးနှံလူတွေကဒီသီးနှံကိုစားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေကမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုပ်လျော့သွားတဲ့သီးနှံတွေကိုစားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရည်တွေရုပ်လျော့လာတယ်ယောဂတွေထူပြောလာတယ်အားလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်ခုလိုတစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါဒ်လိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟော